အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်သွားမယ့်ကျောင်းရလေးကတော့ဦးတက်ရောင်ချင်းကျောင်းရလေးပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဦးတက်ဆိုတာဘာလဲဆိုတော့ပြပေးချင်ပါတယ်ဦးတက်ကိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ appendix လို့ခေါ်ပါတယ်ဦးတက်ဆိုတာကစေကန်လို့ခေါ်တဲ့ဦးမကြီးရဲ့အစိပ်ပိုင်းကနေပြီးတော့တွဲလှောင်ကျနေတဲ့အလျားက60မီလီမီတာလောက်ရှိတဲ့တန်ကောင်ပုံစံအင်္ဂလိပ်တစ်ခုပဲဖြစ်ပါတယ်။ဟိုးရင်တော့ဆိုလို့ရှိရင်အဲ့ဒီဦးတက်ကပေါ့နော်အပေလေးမှာပါဝင်တဲ့ဆဲလူလို့ကိုကြည့်ဖြတ်ဖို့အတွက်အတော်သုံးဝင်ခဲ့ပေမဲ့အခုကလူသားတွေအတွက်ကကြတော့အသုံးဝင်တာတိတ်မရှိပဲနဲ့ဒီရောဂါဖြစ်စေတဲ့အစိပ်ပိုင်းတက်တက်တစ်ခုဖြစ်နေပါတယ်။အဲဒါကြောင့်မို့လို့ဒီ one byte ကိုပေါ့နော်ဖွင့်ပြီးတော့ခွဲစိတ်ကူးသားမှုလုပ်တဲ့အခါမှာဆိုလို့ရှိရင်လေဒီဦးတက်ကိုပေါ့နော်တစ်ခါတည်းဖြတ်တောက်ပေးတဲ့လေးရှိပါတယ်။ဒါဆိုလို့ရှိရင်ဦးတက်ရောင်နေဆိုတာကဘာလဲဆိုတာကိုပြပြချင်ပါတယ်ရှင်။ဦးတက်ရောင်နေဆိုတာကိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ appendicitis လို့ခေါ်ပါတယ်။အကြောင်းစုံတွေအကြောင်းပေါ့နော်။ဦးထဲမှာရှိနေတဲ့အစာတစ်ခုခုကအဲ့ဒီဦးတက်အိတ်ထဲမှာပိတ်မိသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းဦးတက်ရောင်နေတာဖြစ်တတ်ပါတယ်။ပြီးတော့ဦးထဲမှာငကိုကလေးကပေါ့နော်ပုံမှန်တိုင်းရှိနေတဲ့ဘာအနေမှမပေးတဲ့ဘက်တီးရီးယားလေးတွေကအဲ့ဒီဦးတက်တွေကိုအဆုလိုက်အပြောင်းရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့ဒီဘက်တီးရီးယားလေးတွေတက်ခတ်မှုတွေကြောင့်ဦးတက်ရောင်တက်ပါတယ်ရှင်။တစ်တိုင်းလူ900မှာတယောက်လောက်ကတော့ဦးတက်ရောင်တက်တယ်လို့စစ်တမ်းတွေကပြောကြပါတယ်။လူငယ်လူရွယ်တွေဘိုက်တာအောက်လိုခွဲစိတ်မှုတွေပြုလုပ်ရယောဂတွေထဲမှာဆိုလို့ရှိရင်လည်းဦးတက်ရောင်တာထိဆုံးမှာပြီးနေပါတယ်။ဦးတက်ရောင်တဲ့ယောဂဆိုလို့ရှိရင်အသက်15နှစ်နဲ့25နှစ်ကြာလူငယ်တွေမှာအဖြစ်များပြီးတော့အသက်2နှစ်အောက်ကလေးတွေနဲ့အကြီးရွယ်တွေမှာဆိုလို့ရှိရင်တော့အဖြစ်နေပါတယ်။အခုဆက်ပြီးတော့ဦးတက်ရောင်လာပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုတာကိုပြပေးချင်ပါတယ်ရှင်။ဦးတက်ကပေါ့နော်1ဘတ်ရဲ့ညာဘက်အောက်ဘက်နားလေးမှာရှိပါတယ်။ဦးတက်ရောင်လာပြီဆိုလို့ရှိရင်တော့တက်တက်ကနေပြီးတော့စပြီးတော့နားလာတတ်ပါတယ်။ပြီးတဲ့အခါမှာဒီနာကျင်မှုကပေါ့နော်ဦးတက်ရှိတဲ့1ဘတ်ရဲ့ညာဘက်အောက်ဘက်နားလေးတွေကိုတစ်ဖြည်းဖြည်းနဲ့ရွေ့လာပါပြီ။ရုပ်တဲ့ရဲ့စားစဉ်တောက်စစ်ပြတ်တတ်ပါတယ်။နာကျင်မှုဖြစ်ပြီးတော့နိုင်နေငယ်ကြာလာတဲ့အခါမှာဆိုလို့ရှိရင်လည်းပြို့တာအနာတွေဖြစ်လာတတ်ပါတယ်။လူနာရဲ့မျက်နှာကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းသွေးဆုပ်ထားသလိုမျိုးဖြူဖြူတွေဖြစ်နေတတ်ပါတယ်။စစဝါမှာဆိုလို့ရှိရင်တော့ one shot တက်ပြီးတော့အသိမကြခင်မှာပဲ one shot လာတတ်ပါတယ်လမ်းတော့ကောင်းကောင်းမရှော့နိုင်တော့ဘဲနဲ့ထောင်းလိုက်ဖြစ်လာတတ်ပါတယ်အခုပြပြီးတဲ့လမ်းဟာတွေဒါစလိုက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ပို့မှာအိုတက်ရောင်နေတာနဲ့လို့တမျက်ရှိဖို့လိုပါပြီနော်အပြင်နဲ့ဆရာဝန်တယောက်ကအိုတက်ရောင်တဲ့လူနာကိုယောဂရာဆိုရင်မေးအောင်ဆက်သက်ရုံနဲ့သိနိုင်ပါတယ်ဒီအိုတက်ရောင်တဲ့ယောဂကလိုအပ်လို့ရှိရင်ခွဲစိတ်ကူးထောင်းမှုတွေပါပြုလုပ်ရတဲ့အတွက်ကြောင့်မို့လို့အတဆောင်ရကြည့်တင်ပါတယ်ဦးတက်ရောင်တဲ့ယောဂကိုပေါ့နော်စောစီကူတောင်းမခံရုံသေးလို့ဆိုလို့ရှိရင်တော့ဦးတက်ပေါက်တဲ့ဖြစ်နိုင်တယ်လို့အသက်အန္တရာယ်လည်းရှိတဲ့အတွက်ကြောင့်မို့လို့စောစီယောဂနဲ့မတက်နိုင်ဘူးလို့ပါတယ်အခုဆက်ပြီးတော့ဘလို့ကူတောင်းလို့ရလဲဆိုတော့ပြပေးခြင်းပါတယ်ရှင်။ရောင်နေတဲ့ဦးတက်ပေါင်းထွက်ခေမှာဆေးရုံတက်ပြီးတော့ကူတောင်းမှုခံယူတာကတော့အကောင်းဆုံးနည်းလမ်းပါတယ်။တကယ်လို့ဦးတက်ပေါင်းမှာဆေးရုံကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဦးတက်ကိုပောက်ခွဲပြီးတော့ဖြစ်တော့တဲ့ခွဲစိတ်ကူတောင်းမှုခံယူဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ပိုးသက်ဆေးကိုအကျော်ဆေးဖြစ်သွင်းပြီးတော့တစ်ပတ်10ရက်လောက်ဆေးရုံတက်ပြီးတော့ကူတောင်းမှုခံယူမယ်ဆိုလို့ရှိရင်တော့ပြပြနိုင်ပါတယ်။ဒီဦးတက်ကိုဖျက်တော့ပြလိုက်တာကကျန်းမာရေးအတွက်ဘာအနေမှမရှိတယ်လို့ဦးတက်ဖျက်တဲ့ခွဲစိတ်မှုကကျွမ်းကျင်တဲ့ဆရာဝန်နဲ့ခွဲစိတ်မယ်ဆိုလို့ရှိရင်တော့အတော့အနေကြီးပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ဦးတက်ရောင်တဲ့ယောဂအကြောင်းသိတော့ပြီလို့ထင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးဗဟုသုတဗီဒီယိုလေးတွေကိုကြည့်ရှုနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားက notification လေးလည်း on ခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်